တော့ကျွန်တော်တို့ဒီမှာ fish market ကိုရောက်နေပေါ့နော် fish market မှာမြန်မာငါးတွေလာဝယ်တယ်ကျွန်တော်တို့ကနန်းတွေလာဝယ်တာပေါ့နော်ခုဆိုကျွန်တော်ငါးဈေးကိုရောက်နေတာပေါ့နော်ဒါကတော့ငရမ်းဗျငရမ်းနေရတယ်သူတို့ကရေရှိုးလို့တော့ပြောတာပဲဗျဒါပေမဲ့ကျွန်တော်လည်းတိတ်တော့ရုံရမလားမရောဘူးလားမသိပါဘူးဒီကတော့ငဒန်လေးရှိပါတယ်ငဒန်လေးကျွန်တော်တို့ဝေလာပြီဗျဒါကတော့ငဖေးအကောင်ကြီးပဲဗျငဖေးလေးရှိတယ်ဒီငါကတော့ကျွန်တော်လည်းမသိဘူးဒါကတော့ငနှုတ်တန်းနှုတ်တန်းလေးကတော့တော်တော်စားလို့ကောင်းပါတယ်ကျွန်တော်ချက်စားပြီဒါတော့ငဖေးတွေကလည်းဈေးသက်သာတယ်ဗျ1 ကီလိုမှကျွန်တော်တို့အဲ့တော့ဝေတော့ဟွာလောက်ပဲပေးခဲ့ရပါတယ်15ချက်လာပဲပေးခဲ့ရတယ်ဒီမှာငမွေထိုးရှိရဗျငမွေထိုးရရှိသူကတော့ရေရှိုးလို့တော့ပြောရဗျငမွေထိုးရှိရဒါငကြီးရလေကြော်စားတာစားကောင်းပါတယ်ငကြီးငဒန်တော်တော်များများငါးတွေရှိရဗျငဖေးဆိုအကောင်ကြီးလေးရှိဆိုင်ရတော့ fish market ရဲ့ B block မှာပေါ့နော်သူက F91 ဆိုတဲ့ဆိုင်ပေါ့နော်နေတိုင်းရှိရဗျသူတို့ကဒီမှာအဲ့ငါးတွေကနေတိုင်းရှိလို့ပြောပါတယ်ဒါငမွေထိုးငဒန်ပေါ့နော်အဲ့တကောင်မှကျွန်တော်10ပေးခဲ့ရတယ်ပြီးတော့ကျွန်တော်ကနန်းဝေတယ်ကနန်းကလည်းဒါဈေးဆေးရတယ်ပေါ့နော် What? Check no problem. 1, 2, 3, 4, 5, 6, 7, 8, 9, 2, 3, 4, 5, 6, ဟုတ်မှာ 7, ဘာလဲဝယ် ကစုံကြီး 8, 9, နော် ကစုံကြီးပါ ဒီမှာကစွန်းရဲ့တစ်ချက်ထောင်ပြအောင် what is it? တက်သေးလေးကစွန်းတယ် One, Simi tu. 1, 2, 1, 2, 4, 2, 3, 4, အခုနောက်ရှင်းမဝင်နေရပါတော့ဒီမှာအသီးတွေလည်းစုံနေဗျတော်တော်များများရှိတယ်ပိန်းနေသီးတွေဟောအပြောင်းဖူးဖေးသီးဒီမှာဈေးဝင်ဈေးဆက်ရပါတယ်ဒီဈေးမစင်တော့ဈေးကြီးတယ်ဗျခုဆိုရင်ကျွန်တော်ငုံဝေတာပေါ့နော်ငုံကလည်းတန်နေဗျအလုံး30မှာ30လားမသိဘူးပေးရပြီးတော့ကြက်ဥတွေကလည်းဒါ organic တွေဒီငုံတွေ organic ပဲပေါ့နော်ဒီကြက်ဥဆိုတစ်လုံးမှတစ်ချက်ပဲဗျဒီမှာနွန်တို့လည်းရှိတယ်မှာဥအကြီးလေးရှိတယ်ဗျဥအကြီးရပါလည်းမသိဘူးကျွန်တော်အခုမှတွေ့တယ်မမေးခဲ့ရဘူးကြက်ဥတွေလည်းတစ်လုံးကိုတစ်ချက် organic တွေပေါ့နော်ဒီမှာ non တို့လေးရတယ်ဗျ non တို့ကိုကျွန်တော်တို့ဒီစင်နဲ့ကြက်ဆိုပြီးတော့ကျွန်တော်တောင်းတာတစ်စင်နဲ့ရလာတာလေ organic တွေပေါ့နော် no ကိုကြိုလိုက်တာဗျမလိုင်းနေအများကြီးထွက်တယ်မလိုင်းနေအများကြီးထွက်တယ်တော်တော်ကောင်းပါတယ်တကယ်လို့ရောက်ရင်ဝေစားကြပါနောက်ဝေတောက်ကြပါကျေးဇူးတင်ပါတယ်